ဒါကျွန်တော်တို့နေဝေကနေပြီးတော့အားပေးညီကိုတွေကျေးဇူးအများကြီးတင်ပါတယ်လက်ရှိကျွန်တော်ဘေးမှာရှိနေတဲ့ဘိန်းလေးတစ်စီးကတော့စိုးအောင်ထားပါတယ်ကျွန်တော်တို့စရန်အသေးသေးနဲ့ဒါသွားမဲ့ဘိန်းလေးပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ဒါစရန်ချားအရန်ကိုကြီးစနစ်လေးနဲ့ဒါပို့ပေးရမယ့်ဘိန်းလေးပဲဖြစ်ပါတယ်ဒီ ADB လေးကတော့ဒါကျွန်တော်တို့တထုံကနေပြီးတော့ဒါရုံကြီးနဲ့ video call လေးကြည့်ပြီးတော့စရန်ချားအရန်ကိုကြီးစနစ်လေးနဲ့ဝယ်ယူအားပေးရက်ကိုကျေးဇူးအများကြီးတင်ပါတယ် ADB MD1 ရန်ပလက်လိုင်စင်အကြီးလေးနဲ့ဖြစ်မယ်ဗျာနော်လုံးဝရှင်းနောက်တာရအစားပြည့်ရလိုင်စက်တန်းလေးပါကျင့်အောင်မယ်ဗျာနော်လုံးဝဘိန်းရှယ်လေးကတော့ဒါကျွန်တော်တို့တထုံမျိုးကိုသွားမဲ့ဘိန်းလေးပဲဖြစ်ပါတယ်နော်နောက်ထပ်တစ်စီးကတော့ကျွန်တော်တို့ဒါပဲခူးတိုင်းနဲ့ပဲဗျာနော်ပဲခူးတိုင်းဟိုမှာတာယာဝတီတွေကနေပြီးတော့အားပေးရက်ကိုကျေးဇူးအများကြီးတင်ပါတယ်ဒီ ADB sorry ဒီ folder လေးကတော့တာယာဝတီကိုသွားမဲ့ကောင်လေးဖြစ်ပါတယ်ဗျာနော်လုံးဝ share လေး license လေးပါတယ်အရာကြီး license သက်တမ်းအရှင်းလေးနဲ့နော်ဒါအခုလိုရုံကြီးနဲ့နေဝေးရနေပြီးတော့အားပေးတဲ့ညီကိုမိတ်ဆွေများကျေးဇူးအများကြီးတင်ပါတယ်ဒီမျိုးဘိန်း share လေးတွေကိုညီကိုအနေနဲ့ယုံကြည်စိတ်ချစာအားပေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်လေးစာလေးကပဲခူးမြို့မှာရှိပါတယ်ဗျာနော်နေဝေးစင်ချအရန်ငွေချေရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ